မင်္ဂလာပါအပတ်စဉ်စနေညဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့တပ်မဟာတစ်နေမြေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားတဲ့တဲ့ကားမိုင်းကောင်ရာမှာရှိတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကနေအိမ်မိရှို့မယ်လို့ချင်းချောက်တဲ့တဲ့နဲ့လမ်းပန်းဆက်တွေရဲ့ခက်ခဲကြောင့်ဘူတာအိုဒေတာမှာကုန်စည်နှုန်းနှစ်ဆတိုးမြင့်လာတဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှင်းမပါKIA တပ်မဟာတစ်နေမြေစွန်ဘရာဘုံမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကမတ်လ16ရက်ဒီကနေ့အထိထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်။စွန်ဘရာဘုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီခလာရ46တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကမတ်လ14ရက်နေ့ကနေထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ဖက်ကဂျက်လေယာဉ်နဲ့ဘုံအကြီးအသေးမျိုးစုံနဲ့ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစွန်ဘရာဘုံမလီယောင်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KIA တပ်မဟာတစ်ကပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်လာတာကြောင့်စွန်ဘရာဘုံဒေသအတွင်းမှာရှိတဲ့ပြည်သူတွေဟာအခုချိန်မှာစစ်ပေးတိမ်းရှောင်နေကြတယ်လို့သိရှိရပါတယ်။ဖားကန်သွားလမ်းပေါ်မှာရှိတဲ့ကားမိုင်းကောင်ရာဘက်ကပြည်သူတွေဟာဖားကန်ဒေတာဖက်မှာစစ်ရေးတင်းမာနေပြီးတိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့်ထွက်ပြေးသိမ်းရှောင်သွားတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးမယ်လို့စစ်ကောင်စီကချင်းချောက်ပြောဆိုတယ်လို့ဒေတာခန်တွေထံကနေသိရပါတယ်။ကားမိုင်းကောင်ရာဒေတာမှာအခုရက်ပိုင်းစစ်ကောင်စီတပ်ကပြည်သူတွေနေတဲ့ကျေးရွာတွေမှာတပ်စခန်းချနေတာတွေကြောင့်တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြရပါတယ်။ကားမိုင်းကောင်ရာတောက်ရိုက်မှာရှိတဲ့ပြည်သူတွေဟာတောတောင်တွေဖက်မှာထွက်ပြေးသိမ်းရှောင်သူတွေရှိသလိုတချို့ကမြို့ပေါ်မှာရှိတဲ့ဆွေမျိုးတွေရဲ့နေအိမ်တွေမှာတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကကောင်ရာကျေးရွာအတွင်းမှာရှိတဲ့ဘုံကြီးကျောင်းစာတင်ကျောင်းနဲ့ကားမိုင်းကျေးရွာလမ်းခွတွေမှာတပ်စခန်းချနေရာယူထားပြီးတော့ကားမိုင်းဗျူဟာကုန်းကနေလည်းလက်နက်ကြီးပစ်ခတ်တာတွေနဲ့ဒရုန်းနဲ့ပုံကျဲတာတွေလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။ပြည်သူတွေရှိတဲ့ကျေးရွာတွေဖက်ကိုစစ်ကောင်စီတပ်ကမတ်လ14ရက်နေ့မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ထွက်ပြေးသိမ်းရှောင်လာတဲ့ပြည်သူတွေကိုကားမိုင်းကျေးရွာအဝင်မုတ်ဦးတွေမှာတားဆီးပိတ်ပင်ထားပြီးတော့ကျေးရွာကနေထွက်ပြေးသိမ်းရှောင်လို့ရှိရင်နေအိမ်တွေကိုမိရှို့မယ်လို့ချင်းချောက်ပြောဆိုတယ်လို့စုံစမ်းသိရှိရပါတယ်။ဘူတာအိုမြစ်ကျနာလမ်းပိုင်းမှာမတ်လ9ရက်နေ့ညနေပိုင်းကနေတိုက်ပွဲဖြစ်ပွားနေပြီးကားလမ်းပိတ်လိုက်တာကြောင့်ဘူတာအိုဒေတာအတွင်းမှာကုန်စည်နှုန်း2ဆလောက်ထိုးတက်သွားတယ်လို့ဒေတာခံပြည်သူတွေကပြောပါတယ်။အခုချိန်ဘူတာအိုမြို့အတွင်းစားသုံးကုန်နဲ့စက်သုံးစီတွေပြက်လက်လာပြီးတော့တခြားကုန်ပစ္စည်းတွေလည်းတဟုန်ထိုးမြင့်တက်လာတာကြောင့်ဒေတာခံတွေခက်ကြုံနေရပါတယ်။စက်သုံးစီတွေကိုလည်းတယောက်ကိုကျပ်9000ဖိုးတာရောင်းချပေးနေတယ်လို့သိရပါတယ်။အခုချိန်မှာဘူတာအိုဒေတာမှာစက်သုံးစီတလီတာကိုကျပ်9600အထိရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်